နေချီဖြာစားနင်းငွေဝေနေချိန်မျိုးမင်းနာနေခြင်းနဲ့ချေအမောင်ညာရဲ့အကြောင်းကိုမင်းပြန်ပြောလေမပြပါနဲ့လက်ဘဝလေးအင်းနေရင်ဝေးနေနေစင်လေကဘာဥစားယူရမှုနဲ့ခုဘဝစားတင်လေဘာမှမစစားနဲ့ဘာမှလည်းမတွေ့နဲ့ကိုယ်တို့ညောင်ရဲ့ချက်ဘာမှရေးမကြည့်ခဲ့ကိုဒီတိုင်းတည်ရဲ့ဘာလို့လဲကိုဘမေးရဲ့မင်းချစ်ချင်ခုတဲ့ဆောင်းနေနေအောင်ကြည့်လေမင်းလာနေတာထိုင်နေအခြေရဲ့ပတိတွေကိုရေးချေကိုရုံးကအားငယ်စိတ်ကိုထားရဲ့ခဲ့ပါခွဲဘဝလေး